နင်္ဂနွေသားသမီးမိတ်ဆွေပေါင်းမင်္ဂလာပါခင်ဗျာ2025ခုဇွန်လအတွက်တလစာဟောသတင်းကိုဟောကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေပေါင်းအနေနဲ့ဒီကာလမှာမိမိလက်ရှိလုပ်နေတဲ့အလုပ်မှာပေါ့နော်အောင်မြင်မှုကြီးကြီးမားမားတွေကြုံလာပါလိမ့်မယ်ကိုလုပ်နေတဲ့အလုပ်မှာအပြိုင်ဆိုင်အတိုက်ခံစတာတွေနဲ့ရှင်ပြီးတော့မှစီးပွားတိုးတက်တာယာရုတိုးတက်တာမျိုးတွေကြုံလာပါလိမ့်မယ်မိမိထက်အတက်အဖြစ်ကြီးသူဂုဏ်အဖြစ်ကြီးသူအထက်လူကြီးအကြီးအကဲစတာတွေရဲ့ကုညီပံ့ပိုးမှုတွေရရှိနိုင်ပါလိမ့်မယ်ခင်ဗျာနည်းနည်းသတိထားမှာတော့မိမိကိုရန်လိုတဲ့သူတွေဒီကာလမှာများနေတတ်ပါတယ်ကိုယ်အမှားကိုစောင့်ကြည့်ပြီးတော့မှအပြစ်ပြောမဲ့သူတွေတွေ့နေရတတ်ပါတယ်ကိုယ်တပုတ်လေးလင်ပြောမဲ့သူကြောက်တော့မဲ့သူဒါမျိုးတွေတွေ့နေရတဲ့ကာလဖြစ်ပါတယ်နောက်မိမိအိမ်မှာသုံးတဲ့စက်ပစ္စည်းတွေဒီကာလမှာမကြာခဏပြစ်တာထွက်တာမျိုးတွေကြုံရနိုင်ပါတယ်ခင်ဗျာနောက်မိတ်ဆွေကောင်းဆရာကောင်းတွေတော့ထူးထူးခြားခြားတွေ့ရဖို့ရှိပါတယ်မိတ်ဆွေရင်းဆရာရင်းတွေရဲ့ကုညီဆောက်ရှောက်မှုတွေကြုံတွေ့ရပါလိမ့်မယ်ပညာရေးကိစ္စအင်တာဗျူးကိစ္စသင်တန်းကိစ္စစတာတွေမှာတော့ထူးထူးခြားခြားအောင်မြင်မှုတွေကြုံတွေ့လာပါလိမ့်မယ်ခင်ဗျာနည်းနည်းသတိထားမှာဒီကာလမှာအမှုခင်းရုံးကစတာတွေနဲ့နည်းနည်းပတ်သက်ရတတ်ပါတယ်ကိုယ်အတွက်မဟုတ်ရင်တောင်မှသူတစ်ပါးအတွက်တည်လိုက်ရတာမျိုးအာမခံပေးရတာမျိုးသူတစ်ပါးပြဿနာမှာကိုကဂျာညက်သွားတာမျိုးတွေပေါ့နော်ဒါမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်အဲ့ဒါကိုတော့နည်းနည်းသတိထားတင်ပါတယ်ပေါ့နော်နောက်ပြီးတော့စီမျက်စိအစာအိမ်စတာတွေမှာဥပတ်ပေးတာဒူကောင်းနာတာနှလုံးဒူနာစတာတွေဥပတ်ပေးတာမျိုးတွေကြုံရတတ်တဲ့ကာလဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီကာလဟာတော်တော်လေးညံ့တဲ့ကာလလို့ဆိုရမှာဖြစ်ပါတယ်ထို့သဖြင့်ငွေဝင်ထက်အထွက်ကပို့ပြီးတော့များနေတတ်ပါတယ်ထွက်ရင်လည်းတောင်းမှောက်ပြီးတွန်လိုက်သလိုပေါ့နော်နည်းနည်းတလဟောထွက်နေတတ်တဲ့ငွေဝင်ထက်အထွက်ကများပြီးနေမယ်နောက်ပြီးတော့ကိုယုံကြည်ရတဲ့သူကကိုယ့်ပေါ်မှာပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှလိမ်လည်တာတို့ပေါ့နော်လှည့်စားတာတို့ဒါမျိုးတွေလည်းကြုံရတတ်တဲ့အတွက်ထူးသတိထားပါခင်ဗျာနောက်ခရီးတွေဘာတွေထွက်ရဖို့လည်းရှိတယ်ပေါ့နော်ရှားရီခရီးမျိုးတွေဒီကာလမှာသွားတတ်ပါတယ်အကယ်၍ကိုကခရီးမသွားပြဘူးဆိုရင်တောင်မှကိုယ်အိမ်ကတူတယောက်ကတော့ခရီးထွက်ရဖို့အကြောင်းပေါ်လာတတ်ပါတယ်ဒီကာလမှာအိမ်တွင်းရေးအိမ်နောင်ရေးစတာတွေနဲ့ပတ်သက်ရင်တော့ကန့်သတ်တာကောင်းတယ်ပေါ့နော်အနေညံ့အဲ့လောက်မရှိဘူးပြောရမှာပေါ့နော်အခြေအနေနဲ့ပတ်သက်ရင်တော့ဒီကာလမှာကန့်သတ်တာတော်တော်လေးညံ့တတ်ပါတယ်ချစ်သူရဲ့လေသာချင်းခံရတတ်တဲ့အကြောင်းမျိုးမျိုးနဲ့ပေါ့နော်ချစ်သူနှစ်ဦးကွဲကွာခွဲခွာတတ်ပါတယ်ဒီကာလမှာကံကောင်းစေတဲ့ကဏ္ဍအနေနဲ့ကတော့တဲ့ကဏ္ဍ6ကဏ္ဍဖြစ်ပါတယ်ကံကောင်းစေတဲ့အကျိုးပေးတဲ့အရာကတော့အနီရောင်ဖြစ်ပါတယ်ခင်ဗျာဒီကာလမှာကြုံတွေ့ရတဲ့အညံ့အခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်တနင်္ဂနွေနေ့မနေ့စောစောမှာကိုယ့်ရဲ့အိမ်ဖျားမှာအုံဒီ6စိတ်ကိုတရားဖြူပြီးတော့ကတ်လူစုတောင်းပေးခြင်းအပြင်အညံ့အခိုက်များပြပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာပါသေးလိမ့်မယ်ခင်ဗျာ